ဘုံပြောဆုံးကတော့ကျွန်တော်တို့ဟိုစာအုပ်ကောင်းတွေကိုသဘောကျတဲ့စာအုပ်တွေထုတ်နေရတာပေါ့နော်ကိုသဘောကျတဲ့စာအုပ်တွေကိုထုတ်နေရတာကိုအဲ့လိုစာအုပ်တွေထုတ်တဲ့အတွက်ကျွန်တော်တို့ထိုင်းလျောက်လည်းရက်တည်နိုင်တယ်ကျွန်တော်တို့မထုတ်ချင်တဲ့စာအုပ်မျိုးစားကိုကျွန်တော်တို့ရက်တည်မှုဟိုရှေ့ဟိုပါရက်တည်မှုကိုကျွန်တော်တို့ဟိုဦးစားပေးပြီးတော့ကျွန်တော်မထုတ်ချင်တဲ့စာအုပ်တွေကိုအခုချိန်ကြီးမထုတ်ရသေးဘူးပေါ့ထုတ်ရသေးပဲနဲ့အခုကိုထုတ်ချင်တဲ့စာအုပ်အမျိုးစားလေးတွေကိုပဲကိုထုတ်ပြီးတော့ကိုယ့်ဘာသာကိုအထိုင်းလျောက်စီးပွားရေးရက်တည်နိုင်တာကတော့ဟိုအခြေအနေဆုံးပဲအဲ့တော့ဟိုတခါတလေမှာကျွန်တော်ကဟိုစီးပွားရေးအောင်မြင်ဖို့အတွက်တခါတလေကိုမလုပ်ချင်တဲ့ကိုမထုတ်ချင်တဲ့စာပေအမျိုးစားတွေဟိုကျွန်တော်တို့ဟိုရင်တနာနဲ့ထုတ်ရတာရှိတယ်လေအခုထိရောအဲ့ဒါမျိုးကျွန်တော်ကမရှိသေးတဲ့အတွက်အခုဒီနေ့အချိန်ထိတော့ဟိုအဲ့ဒါကတော့အခြေအနေဆုံးပဲကိုထုတ်ချင်တဲ့စာအုပ်ကလေးတွေကိုထုတ်ရတယ်အဲ့လိုထုတ်ပြီးတော့ကျွန်တော်စီးပွားရေးအထိုက်လျောက်တကယ်ဟိုကြီးအရင်ဟိုကြီးပွားချမ်းသာတာပုတ်ပေမဲ့ကျွန်တော်ပုံမှန်ရက်တည်နေနိုင်တယ်ပေါ့အဲ့ဒါကကျွန်တော်အခြေအနေဆုံးပါပဲ